လုံးလုံးနေပါပါ fitness ပဲ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါကျွန်တော် channel လေးကနေပြီးတော့ဒီဟာ business ဆိုင်ရဲ့အခြေခံဘုသူတွေပညာတွေကနေစပြီးတော့ဒီ AI ပညာတွေရှိဖို့ဒီနေ့ကိုဒီမိနစ်ပိုင်းအနေငယ်လောက်စိနေနေ့စဉ်နေ့တိုင်းညဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပထမဆုံးညဝေပေးချင်တာကတော့ဒီ laptop PC desktop PC ကိုစပြီးတော့အခုကဝယ်ဖို့စဉ်းစားနေကြတဲ့သူတွေဒီဘယ်လိုမျိုး PC မျိုးစားကိုဝယ်ရမှန်းသိဆိုတဲ့မျိုးတွေအတွက်ကိုဒီပထမဆုံးဗီဒီယိုလေးကကြည့်ရပြီးတော့မျှဝေပေးရတာဖြစ်ပါတယ်ပထမဆုံးဒီနေ့ဒီ laptop PC ကိုစပြီးတော့ဝယ်တော့ဒါမှမဟုတ် personal computer ဖြစ်တဲ့ computer တစ်လုံးကိုစဝယ်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုဘာကိုဝယ်ရမလဲဆိုတာမျိုးကိုစဉ်းစားတတ်ကြတယ်เนาะစဉ်းစားတဲ့အခါကျရင်ပထမဆုံးဒီနေ့ဒီပထမဆုံးစဉ်းစားကြတာကကိုယ့်ရဲ့ budget အခြေအနေပေါ်မူတည်ပြီးတော့စဉ်းစားကြတာမျိုးရှိတယ်ဒါတော့ဒီ budget အခြေအနေပေါ်ကိုမူတည်ပြီးစဉ်းစားရတဲ့စာလို့ရှိရင်ကိုကလိုပစ္စည်းမျိုးကိုသုံးပါလေဟိုမှာကိုကဘယ်လိုအနေထားမျိုးထိကိုသုံးပါလဲဆိုတာမျိုးကိုအရင်ဆုံးသိထားဖို့အတွက်လိုပါတယ်။နော်ကိုကဒီခြေခံလောက်ပဲသုံးတယ်။ဒါမှမဟုတ်ဒီဗီဒီယိုပြင်တာတွေကိုသုံးတယ်ဒါမှမဟုတ် game streamer မျိုးတွေသုံးတယ်ဆိုတာမျိုးကိုလိုက်ပြီးတော့ကိုသုံးတဲ့ budget ကိုလိုက်သတ်မှတ်ပေးရမှာဖြစ်တယ်။အခြေခံလောက်ကိုသုံးတယ်ဒါပေမဲ့ကိုက budget ကို15သိန်းလောက်ထိသတ်မှတ်ထားတယ်ဆိုလို့ရှိရင်ဒါ budget ကများတယ်။budget ကများပြီးတော့ကိုသုံးတဲ့ပစ္စည်းကနည်းနေတာမျိုးဖြစ်တယ်။ဘာလို့လဲဆိုတော့ကိုကပြည်ခဏတယောက်ဖြစ်တယ်ဆိုလို့ရှိရင် laptop ကိုဒီလောက်ကြီးစင်တာပြီးတော့မဟုတ် laptop တစ်လုံးကိုဒီလောက်ကြီးပေးဝယ်လိုက်တယ်ဆိုလို့ရှိရင်ချိန်ကြာသွားတဲ့အခါသူ့ရဲ့ဒီဆုံးရှုံးရမယ့်တန်ဖိုးကကိုယ့်ရဲ့ဆုံးရှုံးရမယ့်ငွေကြီးဖြစ်သွားတယ်။အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကဗီဒီယို edit တွေလောက်တော့လုပ်ချင်ဒါပေမဲ့ကိုတက်နိုင်တဲ့ budget 12သိန်းလောက်ပဲသုံးလိုက်တယ်ကိုတက်နိုင်တဲ့ budget နော်ကိုက10သိန်းလောက်ပဲသုံးပြီးတော့ဒီအနေလေးကနေဝယ်လိုက်တယ်။ဒါသုံးလို့ရတော့တဲ့အနေထားတော့ပေါ့သုံးလို့ရတော့တဲ့အနေထားလောက်နဲ့ဝယ်နိုင်တယ်ဆိုလို့ရှိရင်လည်းအချိန်ကြာလာတဲ့အခါဆိုလို့ရှိရင်ဒီ desktop PC က performance မထွက်တော့ laptop PC က performance မထွက်တော့ဆိုတာမျိုးတွေဖြစ်လာတဲ့ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ကိုသုံးတဲ့ budget နဲ့ကိုသုံးတဲ့ဒီအခြေအနေနဲ့ကကိုက်ယူပြီးတော့ဝယ်နေတာဖြစ်ဆိုတော့ကျွန်တော်တို့ဒီပစ္စည်းတွေကိုဝယ်တော့တဲ့အခါကျလို့ရှိရင်ထည့်ပြီးတော့စဉ်းစားရမယ့်ချက်တွေအဲပထမဆုံးချက်ကကျတော့ကိုက budget ဘယ်လောက်ထိနိုင်လဲဆိုတာမျိုးစဉ်းစားအဲ့ဒါပြီးတော့လို့ရှိရင်ကိုကဘာမျိုးစားတွေကိုသုံးပါလဲဘာ software တွေကိုသုံးပါလဲဘယ်လိုအခြေအနေမျိုးသုံးပါလဲဆိုတာမျိုးကိုထည့်ပြီးတော့စဉ်းစားဒါကဒုတိယချက်နောက်တစ်ချက်ကကျတော့ကိုကဒီ PC ကိုမှ brand မျိုးစားမဟုတ်ဘဲနဲ့ laptop PC ကိုသုံးပါလား desktop PC ကိုသုံးပါလားနေရာကကိုနဲ့ကိုအဆင်ပြေနိုင်လဲဆိုတာမျိုးကိုစဉ်းစားရမှာဖြစ်laptop PC မှာလည်းသူ့ရဲ့အားသာချက်နဲ့သူရှိတယ် desktop PC မှာလည်းသူ့ရဲ့အားသာချက်နဲ့သူရှိတယ် laptop PC မှာဆိုလို့ရှိရင်သူ့ရဲ့အားသာချက်တွေကတနေရာနဲ့တနေရာကို portable တည်သွားနိုင်တယ်ဘေးအတွက်ဒီပါဠိတော်ဖြစ်တဲ့အတွက်ကြောင့်မျိုးဒီပြက်တာမျိုးကိုတုံ့ပူစရာတိတ်ပြီးတော့ပူနေကြလို့အနည်းဆုံး2နာရီလောက်သုံးခါနောက်တစ်ခုဒီ keyboard ကို mouse ကိုသူ့ရဲ့လိုအပ်တဲ့ accessory တွေကအကုန်လုံး all in one ပါဠိတော်ဖြစ်တဲ့အတွက်ကြောင့်လို့ extra accessory တွေထပ်ဝယ်ရမလို့ကုန်ကြစည်တွေထပ်မရှိတော့သူ့ရဲ့အဓိကအားသာချက်ဖြစ်နော် laptop PC ရဲ့အားသာချက်ဖြစ်သူ့ရဲ့အားနည်းချက် laptop PC တွေကပုံမှန်အဖြစ်ဆိုရင် portable တည်သွားလို့ရတာမှန်ပေမဲ့အချိန်ကြာလာတဲ့အခါကျလို့ရှိရင် battery ပြဿနာကနေစပြီးတော့သူ့ရဲ့ဒီအစိတ်ပိုင်းပြဿနာတွေအများကြီးတက်တယ်ပြီးတော့လို့ရှိရင်ဒီbattery ရဲ့အားနည်းတာမျိုးကနေစပြီးတော့နော် battery short ကြတာမျိုး battery ဒီဖောင်းလာတာမျိုး battery အားမခံတော့တာမျိုးကနေစပြီးတော့ fan error တက်တာ fan မလဲတာနော် heat တက်တာ CPU short ကြတာဒီလိုမျိုးတွေအများကြီးထပ်ပြီးတော့ကြုံတွေ့ရတယ်အချိန်ကြာလာတော့တွေ့ရတယ်နောက်တစ်ခုကlaptop PC ဝယ်ရမယ့်အခါကျလို့ရှိရင်ကျွန်တော်တို့ကပေးရမယ့်အစံကကိုပြန်ရမယ့် performance ချက်ကိုအများနဲ့နည်းနေတယ်မတန်တယ်လို့မျိုးခံစားရတယ်။ဟောဒါကဒီတခြားရောင်းလိုက်တဲ့ဆိုင်တွေဈေးအများကြီးနဲ့ကိုပေးဝယ်လာရတာမဟုတ်ဘူး။တနေရာကနေပြီးတော့ကိုဈေးအများကြီးနဲ့ဈေးပို့ပေးပြီးတော့မတန်တဲ့ပေးဝယ်လာရတာကြောင့်မဟုတ်ပါဘူး။သူ့ရဲ့ laptop ရဲ့သဘောသဘာဝကportable ဖြစ်တာနဲ့ဒီ battery ပါတယ်အော်ဒီမှာဘာမှမလိုရတဲ့အားသာချက်တွေရှိပြီးတော့ performance price to performance တင်ရှင်လိုက်တဲ့အခါကျလို့ရှိရင်တော့နော်လိုချင်တဲ့ performance နဲ့ပေးလိုက်တဲ့ငွေနဲ့
နော်ကိုတုံးလိုက်တဲ့ budget amount တွေကမကိုက်ညီတဲ့လို့ကပုံမှန်လည်းဖြစ်ရှင်းကြည့်ကြမှုဆိုလို့ရှိရင်ဥပမာ laptop PC တစ်လုံး i5 10ကျလောက်ရှိတဲ့ PC တစ်လုံး graphic မပါတဲ့ဟာကို12သိန်းလောက်နဲ့ပေးဝယ်လာခဲ့ရတယ်ဆိုလို့ရှိရင် desktop PC ကို12သိန်းနဲ့ချိန်လို့ရှိရင် graphic ပါလာမျိုးကိုရတယ်။ဒါကသူ့ရဲ့ကွာခြားချက်။ဘာလို့လဲဆိုတော့သူ့ရဲ့အားသာချက်မှာကဒီနောက်က battery life ကိုပဲပူစရာမလိုတာတော့ portable ဖြစ်တယ်နော်။တိုင်းကြည့်ရလဲကူတာတော့ဒီလိုမျိုးဒါသူ့ရဲ့အားသာချက်ကိုပြန်ပြီးတော့ပို့ထားတဲ့အတွက်ကြောင့်မလို့ဒါ laptop PC တော့ price to performance မဖြစ်တာများတယ်။အဲ့လိုမျိုးဝယ်လို့ရှိရင် laptop PC ကိုမရွေးတော့ဘူး။နော်ကိုက desktop PC ကိုပဲရွေးချင်တယ်ဆိုလို့ရှိရင်တော့ desktop PC မှာလည်းသူ့ရဲ့အားသာချက်အားနည်းချက်ဆိုတာရှိတယ်။ desktop PC မှာကသူ့ရဲ့အားနည်းချက်တွေကဒါတနေရာကနေတနေရာယူသွားလို့မရဘူးတည်သွားလို့မရအားနည်းနော်နေရာအကျယ်ဝတ်အများကြီးယူတယ်သူ့အတွက်ကိုနေရာတက်တက်တစ်ခုထားပေးရတယ်နောက်ပြီးလို့ရှိရင် power supply unit ကအများနဲ့သူ့နောက်မှာထောက်ပံ့ပေးကြတာရှိတယ်ဒီစင်ကြီးအများနဲ့ရနေမှရမယ်ဒီစင်ကြီးမရတဲ့အခါကျလို့ရှိရင်ဆက်ကပိတ်သွားတာလို့ဖြစ်မြန်မာနိုင်ငံမှာကတော့ UPS တွေကိုတုံးပြီးတော့ဒီလိုမျိုးအခြေအနေတွေကိုကောက်ွယ်ရမျိုးရှိနေတယ် UPS တွေကလည်းအများဆုံးသုံးကြမှာတကယ်အမျိုးအစားကောင်းနေဆိုရင်တော့မှ45မိနစ်အားအများဆုံးနော်ပုံမှန်ဆိုလို့ရှိရင် data စိတ်ရုံအချိန်တော့9မိနစ်လောက်ကအများဆုံးရရတာရှိအဲ့လိုမျိုးမဟုတ်ဘူးကိုက PC ကိုပဲအများနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ဘာတွေကိုဝယ်ထားမှဆိုလို့ရှိရင် inverter battery တွေဝယ်ထားဒီအတွဲတွေကနောက်ကနေပြီးလိုက်ရမယ်ကုန်သားကြီးဒါက desktop PC ရဲ့အားနည်းချက်နော်ဒါပေမဲ့ desktop PC မှာကကြတော့သူ့ရဲ့အားသာချက်တွေကပါလဲဆိုတော့စိတ်ပိုင်းတစ်ခုချင်းစီကိုပို့ကြိုက်တော့ဝယ်ပြီးတော့ဆက်လို့ရတယ်ဟိုလက်ရှိအချိန်မှာ budget 12သိန်းလောက်နဲ့တက်လာတယ် budget 12သိန်းအချိန်နဲ့ကိုက်နေတဲ့စက်မျိုးစဉ်းစားရပြီမဲ့နောက်လာမဲ့အချိန်တွေကြာလို့ရှိရင်ပို့ထပ်ပြီးတော့ထည့်ခြင်းနဲ့ပစ္စည်းတွေထပ်ထည့်လို့ရအောင်လို့အဲ့ဒီ budget 12သိန်းပေါ်မှာအခြေခံပြီးတော့ပို့ကပြင်ဆင်ရလို့ရဥပမာ laptop PC မှာဆိုရှင် CPU နဲ့ motherboard ကအတွဲတစ်ခါလေးပါတယ်အခုပြလို့ရှိရင်နောက်တစ်ခုကလိုက်ပြီးတော့လဲလို့မရဘူးဘုံပြတ်တာမျိုးတွေကအများနဲ့ဖြစ်တယ် CPU စားထိုးရတာမျိုးတွေကအများနဲ့ဖြစ်တယ်ဒါပေမဲ့ CPU ပြတ်သွားရင် motherboard ပြတ်သွားတယ်ဆိုလို့ရှိရင် laptop မှာကပုံကြစရိတ်ပြင်ဆင်ရတဲ့ပုံကြစရိတ်ကအများကြီးပေးရတယ် laptop PC မှာကျတော့အဲ့လိုမဟုတ်ဘူး motherboard ပြတ်သွားတယ်ဆိုရင် motherboard ပြီးတဲ့ပေးလို့ရတယ် CPU ပြတ်သွားတယ်ဆိုရင် CPU ပြီးတဲ့ပေးလို့ရတယ်နော်သူ့ရဲ့အစိတ်ပိုင်းတစ်ခုချင်းဘယ်ဟာဖြစ်ဖြစ်ဘယ်ဟာကိုပဲဖြစ်ဖြစ်အချိန်ကြီးလဲလိုက်လို့ရတယ်လိုက်ပြီးတော့ဝယ်ယူရမယ်ပယ်ဖက်အဖို့ပစ္စည်းကလည်းနေရာတိုင်းမှာဝယ်ယူရတယ်ပေါ်တယ် laptop PC ကျတော့တချို့မျိုးသားတွေဆိုလို့ရှိရင်အစားထိုး IC မရှိတာမျိုးနော် CPU စားလို့မရှိအောင်မျိုးတော့ motherboard စားလို့မရှိတာမျိုးဒီလိုမျိုးတွေကိုကြုံတွေ့ရနိုင်တယ်ပြီးတော့လို့ရှိရင်သောတာချင်းဆယ်လိုက်တဲ့အချိန်မှာကိုကဒီ motherboard မျိုးစား CPU မျိုးစားကိုကြော်ပြီးတော့စဉ်းစားလို့ရတယ်။ဟိုက budget မနိုင်တော့ဘူး။နော် budget မနိုင်တော့အခုလိုချင်တာ i5 လောက် CPU မျိုးလိုချင်ဒါပေမဲ့ i3 လောက်ပဲစဉ်းစားရုံနဲ့ဒါဆိုလို့ရှိရင် motherboard ကိုကန့်ညီမဲ့ motherboard နောက်ထပ် CPU တွေထပ်ထည့်ပြီးတော့ထည့်လို့ရမယ် socket တူညီတဲ့ motherboard မျိုးတွေဝယ်ထည့်ထားပြီးတော့ CPU ကို short ပြီးတော့ခဏစဉ်းစားလို့ရတယ်။ graphic card ကိုလည်းသူနဲ့ကိုက်ညီတဲ့ graphic card အမြင့်ကိုထည့်ပြီးတော့ခဏထိန်းထားလို့ရတယ်။ခဏထိန်းထားလို့ရမယ်ဆိုတာကဒီနောက်မြင့်လာမဲ့ CPU မျိုးစားတွေကိုလိုက်ပြီးတော့ကိုက်ညီတဲ့ graphic card မျိုးစားတွေကိုထည့်လို့ရတာမျိုးဆိုလိုတာဖြစ်အဲ့အတွက်ကြောင့်မလို့desktop PC ကဒီအထိုင်တွေနဲ့သုံးနိုင်တဲ့သူတွေဆိုလို့ရှိရင်ပို့ပေးလိုက်တဲ့ budget ပတ်စံနဲ့ပို့ပြန်ရမယ် performance နဲ့စမ်းဆောင်ရည်တွေကကိုက်ညီနိုင်တဲ့အခြေအနေမျိုးကိုဒါရှိမှာဖြစ်တယ်အဲ့အတွက်ကြောင့်ဒီ desktop PC ကဒီ laptop PC တဲ့ဆောက်လို့ရှိရင်တော့ performance ပိုင်းမှာပို့ပြီးတော့တောက်အဲ့တော့ကိုကဘလို့အခြေအနေမျိုးကိုလိုချင်တာလဲ performance ပို့တာမျိုးကိုလိုချင်တာဒါမှမဟုတ် portable ဖြစ်တာမျိုးကိုလိုချင်တာလားကိုကြိုက်တာကိုစဉ်းစားရမယ်ကိုနဲ့ကိုက်ညီမဲ့အားမျိုးကိုအရင်ဆုံးစဉ်းစားရမယ်အဲ့ဒါပြီးသွားပြီဆိုတော့မှဒီ laptop ကိုကိုကရွေးရမှာလား desktop ကိုကိုကရွေးရမှာလားဆိုတာကိုသုံးဖြတ်ချက်ချရမှာဖြစ်တယ်အဲ့ဒါကြီးပြီးသွားတဲ့အခါကျတော့မှကျွန်တော်တို့ကကိုယ့်ရဲ့ budget ချင်းဒီပေါ်မှာမူတည်ပြီးတော့ကိုရနိုင်တဲ့မျိုးအစားတွေကိုစက်ပြီးတော့စဉ်းစားရမှာဖြစ်တယ်
နော်အဲ့တော့ဒီ budget အခြေအနေ mid range ကို entry level တို့နော်ပြီးတော့ရှင် gaming desktop gaming PC မျိုးစားတွေနဲ့ဒီ high end PC တွေမှာဘယ်လောက်ငွေသုံးလို့ရှိရင်ဘယ်လောက်မျိုးစားတွေအထိရနိုင်လဲဆိုတာတွေကိုတော့နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်တယ်ဒီနေ့တော့ဒီဗီဒီယိုလေးနဲ့ဆင်သက်လိုက်တာအားလုံးတက်တာပါ